Okay အားလုံးပဲမင်္ဂလာပါအခုရှောက်မနေ့ဖြန် cherry tree run ပြီးမှာပေါ့နော်အဲ့ဒါဘာတွေပြင်ဆင်ထားလဲဆိုတာပြမယ်ပေါ့နော်လောဆယ်တရားကကျွန်တော်ရဲ့ BIP number ပါပြီးရင်ဒါ royalty တို့ sponsor ပေးဟာပေါ့နော်ဒါကြောင့် cherry tree run ရဲ့အင်ဂျီပေါ့နော်နောက်ထပ်ဒီဟာ salmon နဲ့ ultra grateful ပေါ့နော်ဒီဟာလေးဒီတစ်ခေါက်ဝယ်ထားရဲဒါတော့အရင်နှစ်ကရင်နှစ်နှစ်ရှိပြီပေါ့လေဒီဟာပဲ73ပေါ့နော်2 liter ဆန်နဲ့ first ပါနောက်ထပ်ပေါင်းပြီးတော့ကျွန်တော်ပေါ့ပါဖြစ်တဲ့ဟာပဲပေါ့နော်ဒါတော့ကျွန်တော်လက်အိတ်ပေါ့နော်ဒါတော့လေပင်ပတ်တဲ့ဟာပေါ့နော်နောက်ထပ်ကျတော့ဒီဂျယ်ကလည်းဒီတစ်ခေါက်ကြံတဲ့ဟာတွေပဲ73ပါပေါ့နော်ပြီးရင်ဒါအမိုင်တို့ကကျတော့ဒီမပြေးခင်မနက်မှာတောက်ဖို့အစောမှာတောက်ဖို့ပေါ့နော်နောက်တော့ကျတော့ solstice ပါတယ် solstice ကတော့ကျွတ်တက်တယ်ပေါ့နော်အဲ့လို solstice တော့ရင်းဆောင်ထားတယ်ပေါ့နော်နောက်တော့ voltas ဒါအရင်အကြီးကျွတ်တက်ရင်တန်းဖြန်ပြီးရင်ဒါလမ်းမှာ bike ဆိုင်စားဖို့ဒီဝါဟာရဲ့ဒီစံပြုတ်ပေါ့နော်တရားအရင်ကောင်းတယ်လေးတော့လေးရဒါပေမဲ့တဲတော့မှာပေါ့နော်ဟုတ်ပါရှိတယ်ဆိုအောင်မြန်မာဒီခေါက်အစ်ပေါ့နော်မြန်မာအစ်ရဲ့ဒါတော့ဟိုကလောထရီတော့ချီအိတ်ပဲပြန်ဝင်မှာပါနောက်ထပ်အုတ်ထုတ်ကဒီခေါက်အဖြူစီးပြီးပေါ့အဖြူရောင်ဒီအပန်းရောင်လေးလိုက်ဖို့အဖြူရောင်ဝယ်ထားရဲပြီးပိုးရှိနေပေါ့နော်ပိုးကတော့ယူရမှာမပြောင်းလားစဉ်းစားနေပေါ့နော်ဒါပေမဲ့လည်းယူဖြစ်မယ်ဆိုရင်ပိုးယူရမယ်ဒါတော့ wind break ကလည်းယူသွားမယ်ထင်တယ်ဘာလို့လဲမမိုးရောမှာဆိုတော့ဒီ first ထဲကိုထိုးထည့်သွားမယ်ပေါ့နော်နောက်ထပ်ဒါ Vaseline ပေါင်ကြားတွေဒီချိုင်းကြားတွေလိမ့်သွားမယ်တကယ်ဒီခေါက်ကလော tree run တော့လိမ့်တော့တော်တော်လေးအသုံးတဲ့ပေါ့နော်ပေါင်ကြားတွေမပွန်းအောင်လိမ့်သွားမယ်ဒါပါပဲဘာမှတော့ပြင်ဆင်ထားမရှိဘူးမနေ့ပြန်ကြရင်တော့36 km ကိုကျွန်တော်ဒီပြည့်ပိုင်းနေမကောင်းပါဘူး training လုံးဝမရှိဘူးအဲ့တော့36 km ကို9နာရီအတွင်းဝင်ရပြီပေါ့နော်အဲ့အတွက်ပဲပြေးမှာဖြစ်ပါတယ်အားလုံး bye bye